အခုလေ့လာမယ့်ခန်းဆိုတော့ chapter 6 mouse အကြောင်းပေါ့နော် mouse မှာဆိုရင်သူကကြွက်ကလေးနဲ့ဒီလို mouse လို့ခေါ်တာပါပဲသူက button မရှိနှစ်ခုဘယ်နှခုရှိတော့နှစ်ခုရှိတယ်ညာဘယ်ဘက်ရညာဘက်ရပေါ့နော်ဘယ်ဘက်ကိုတော့ left ပေါ့ညာဘက်ကိုတော့ဘာလို့ right ပေါ့နော်များသောအားဖြင့်ဒီရိုးရိုး click တစ်ချက်နဲ့နှိပ်တာကို left click နဲ့သုံးတယ်ဘာကိုသုံးတော့ left click နဲ့သုံးတယ်double click ဆိုတဲ့ဒီဟာပဲ double click right click ကဆိုတော့ property ဟိုဟာတွေသုံးတာကို right click လို့ခေါ်တယ်ဥပမာဒီမှာကြည့်မယ်ဆိုတော့ဒီဟာဆိုရင်ဒါ Google Doc ဖွင့်မယ်ဆိုရင် Google Doc တစ်ချက်နှိပ် Google Doc select လုပ်တာပေါ့နော်နှစ်ချက်ဖွင့်နေတယ်ဆိုရင်နှစ်ချက်နှိပ်လိုက်ရင်ဒါဘယ် software မဆိုပွင့်လိုက်ရင်ဒါ double click နှိပ်ရမှာပေါ့နော် right click နှိပ်လိုက်ရင်သူနဲ့ဆိုင်တဲ့ property ထွက်လာမယ်ဒါဆိုဒီပေါ် right click နှိပ်လိုက်မယ်အဲဒီမှာသူနဲ့ပတ်သက်တဲ့ product menu ပြန်ပေါ်လာတယ်နော်ဘာလို့ချိန်နေတာကိုဒီကနေရွေးလို့ရတယ်အဲ့ဒါဒီ right click ဘာလို့ right click mouse ကိုတစ်ချက်နှိပ်တာရှိတယ်နှစ်ချက်နှိပ်တာရှိတယ်သုံးချက်နှိပ်တာလည်းရှိတယ်အဲ့ဒါ triple click ဖြစ်သွားမှာပေါ့သုံးချက်နှိပ်ဘာဖြစ်သွားမှာနော် triple click ဖြစ်သွားမယ်ဟိုဘက်ကတော့ညာဘက်ကတော့ right click ပဲရှိမယ်နောက်ပြီးတော့ wheel ဘိန်းလေးမရှိဘူးလားရှိတယ်ဘိန်းလေးလည်းရှိတယ်အဲ့တော့နောက်တစ်ခုက drag drop မောင်လေးနဲ့ဖိဆွဲလို့မရဘူးလားဒါဒီဘွားပုံလေးကိုဟိုဘက်ကိုဖိဆွဲတာတို့ဒီဘက်ကလေးကိုဒီဘက်ဖိဆွဲတာတို့အဲ့လိုမျိုး mouse လေးသုံးလို့ရတယ်ဆိုတော့ဒါ my picture ပုံလေးကိုဒါ simple picture ဒီကပုံလေးကိုဖိပြီးတော့ဆွဲလိုက်မယ်ဒီပေါ်လေးတင်လို့မရဘူးလားရတယ်ဒီမှာပင်ကုန်းပုံလေးရောက်လာပြီဒါကြတော့ဘာလို့ drag and drop drag ဆွဲလိုက်တာပြီးတော့ drop ချပလိုက်တာလွတ်လိုက်ရင်လွတ်ပေါ်တဲ့အချိန်မှာလွတ်လိုက်ရင် drag and drop mouse အသုံးပြုနေပေါ့နော်အဲ့ဒါ mouse အသုံးပြုနေမှာကလေးကိုစတင်မယ်ဆိုတဲ့ theory လေးပြောပြအောင်မယ်ကွန်ပျူတာသူကလေးစပထမဆုံးရက်မှာသူတို့မျက်စိရှိမှာမြင်နေရတဲ့ကွန်ပျူတာလေးအကြောင်းရှင်းပြမယ် keyboard mouse ပါညာပေါ့နော်အဲ့လိုရှင်းပြပြီးတော့ကွန်ပျူတာရဲ့အကြောင်းလေးကိုနည်းနည်းပြောပြီးရင်အဲ့လို keyboard ကင်ပြီးစာရိုက်ခိုင်းမယ် Microsoft Word ဖွင့်ပြီးတော့ပေါ့နော်စာရိုက်ခိုင်းတဲ့မှာ ASDF GKN semicolon ပေါ့အဲ့ဒီမှာ F မှာအဖူလေးပါတယ် G မှာလည်းဘာလေးပါတော့အဖူလေးပါတယ်အဲ့အဖူလေးပါတဲ့နှစ်ခုမှာဘာတင်ရမှာတော့လက်ညှိုးတင်ရမယ်အဲ့ဒီကနေမှစာလေးစရိုက်တာကိုတင်မယ်ဒီ mouse ရရင်ဘာလေးနဲ့တွဲတင်ပိုကောင်းလဲဆိုပိန်လေးနဲ့တွဲတင်ပိုကောင်းတယ်။ဘာနဲ့တွဲတင်ပိုကောင်းလဲပိန်လေးနဲ့တွဲတင်ပိုကောင်းတယ်။ဥပမာကွာဘာလို့လဲဆိုတော့ဒီ mouse ကလည်းစတင်မဲ့စီတော့ဘယ်လိုကင်မှန်းမသိဘူး။ဟုတ်တယ်နော်။အဲ့ဒါတို့ငါတို့ပိန်လေးဖွင့်လိုက်မယ်။ပိန်လေးဖွင့်ပြီးတော့ဒီမှာဆိုအဖြူကြီးဖြစ်နေတယ်။အဲ့အဖြူကြီးကိုငါတို့ဟိုအယောင်လေးတစ်ခုခြေလိုက်မယ်ပေါ့။ဆိုတော့ဒါအနက်ခြေပြီးတော့အဲဒီကနေချလိုက်မယ်ဆိုအနက်လေးဖြစ်သွားမှာနော်။ပြီးရင်ဒါလေးကိုငါတို့ကခဲဖြက်လေးပြန်ပြောင်းလိုက်မယ် eraser လေးပြန်ပြောင်းလိုက်မယ်ပြောင်းရင်သူ့ကိုဒါလေးပြောင်းဖြတ်ခိုင်းလိုက်အဲ့ဒီမှာပြောင်းဖြတ်တွေ့လားအဲ့ဒါဆိုဒီနားလေးဖြတ်လိုက်ဒီနားလေးဖြတ်လိုက်ဒီလိုလေးဖြတ်လိုက်လိုလေးဒါကြီးတစ်ခုလုံးပြောင်းသွားတဲ့အချိန်မှာသူလေးဘာကင်တက်သွားတာ mouse ကင်တက်သွားတယ်တီးတန့်စော်ကြီး mouse လေးချင်းကိုစော်ကြီးတစ်ခုလိုလားမလိုအဲ့လိုလေးလေ့ကျင့်ပြီမယ်နော်ခုဒါ mouse က drag and drop mouse ရဲ့ speed တွေချိန်တာတော့ဒါတော့ကလေးတွေကိုတော့ပြောလို့မရဘူးပြောစရာမလိုဘူးပေါ့ပြောရင်လည်းသူတို့ခေါင်းတွေရှုပ်သွားမှာလေကို့အနေနဲ့တော့မသိနေရမယ် mouse ရဲ့ speed တွေချိန်နေတာတွေဆိုရင်ဘယ်မှာရှိမလို့ control pan တွေအောက်မှာရှိမယ် control pan တွေအောက်မှာဘာတော့ mouse ပေါ့ဟုတ်တယ်နော်အဲ့ဒီမှာဒီ mouse ကို speed အနည်းအမြန်ဘယ်လိုလုပ်ရင်ရလဲများသောအားဖြင့်တော့ default ထားရင်လုံလောက်ပါတယ်ဘာထားရင်ရောလဲ default ထားရင်ဒါဒီမှာ pointer ကိုဘယ်လိုပုံစံလိုချင်တော့ချို့ကဒါတွေကိုမြင်းပုံလေးတွေပြေးတာတွေဘာပုံလေးပြောင်းတယ်ငါတော့မလိုအပ်ဖြစ်နေမပြောင်းစေချင်ဘူးအဲ့ဒါဆိုမျက်စိနောက်တယ်ရှင်းလင်းနေရပဲလိုချင်တယ်နော်အဲ့ဒီတော့ default အတိုင်းပဲထားမယ်အဲ့ဒီ pointer ဆိုတာလေးကိုပဲငါတို့ကဒီလမ်းညွှန်တဲ့အချိန်မှာတော့ pointer ပေါ့စာရိုက်မဲ့အချိန်ကျတော့ဘာလို့ခေါ်တော့ cursor လို့ခေါ်တယ်ဥပမာငါတို့ Microsoft Word ကိုဖွင့်လိုက်မယ် Microsoft Word ကိုဖွင့်ပြီးတော့စာရိုက်ဖို့စဉ်းစားဖြစ်နေတဲ့နေရာလေးကိုအဲ့ဒါဘာလို့ခေါ်မလဲ cursor လို့ခေါ်တယ်အဲ့ဒီမှာမိတ်တုံလေးမြင်နေရဟုတ်တယ်နော်ဒါမိတ်တုံလေးမြင်နေရတယ်အဲ့ဒါ cursor လေးပေါ့အဲ့ဒီမှာစာလေးစရလိုက်မှာပေါ့ EINT Computer Center အဲ့နော်အဲ့ cursor လေးရှိတဲ့နေရာမှာပြင်လို့ပြုလို့ရတယ်ဟုတ်တယ်နော်ဒီ cursor လေးကြိုက်တဲ့လူလေးရွှေ့လိုရရင်ဒါလေးကို select လုပ်အဲ့လိုမျိုးလေးတွေအဲ့ဒါလေးကိုငါတို့စောင်းမယ်ဟေ့ဒီမှာ idle လေးအဲ့ဒီရဲ့မိတ်တုံလေးကိုကြိုက်တဲ့ချ
ချရင်မှအဲ့ဒီစာကိုဘာလုပ်လို့ရလဲပြင်လို့ရတယ်ဒီလိုမျိုးဟာလေးကို cursor လို့ခေါ်တယ်ဘာလို့ခေါ်လဲ cursor လို့ခေါ်တယ်